တူဒီချစ်တဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီမနေ့မှာကျွန်တော်ပေးထားတာကတော့16ဆိုရင်မှခွန်ဘရိတ်ပေးထားတယ်ပေါ့နော်ဒါပေမဲ့ဒီမနေ့မှာလာသွားတာ15ဆိုရင်မှ6ဘရိတ်လာသွားတယ်ပေါ့နော်နည်းနည်းလွဲသွားတယ်အဲ့ဒီအတွက်ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျာဒီမနေ့ရှုံးကျွေးတွေပြန်ဆက်ပေးမယ်ကျွန်တော်ဒီညနေအပိတ်မှာပြန်လာနိုင်တဲ့14ခွက်ကိုစူးစမ်းပေးထားပါတယ်ခင်ဗျာမိတ်ဆွေများကျန်တဲ့တကြားလေးမလို့လဲကျွန်တော်ထင်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ဒီဘက်ကပုံလေးကိုဆက်ကြည့်အောင်ပါခင်ဗျာကျွန်တော်မနေ့ညကဗီဒီယိုမှာပေါ့နော်ကျွန်တော်မနေ့ညဗီဒီယိုမှာခွန်ဘရိတ်16ဆိုရင်မှပေးထားပါတယ်ခင်ဗျာ16ဆိုရင်မှခွန်ဘရိတ်ပေးထားပါတယ်ဒါပေမဲ့ဒီမနေ့8လပိုင်းတရက်2020နဲ့ဒီမနေ့တနင်္လာနေ့အဖွင့်နေ့မနေ့ပိုင်းမှာကျွန်တော်တို့15ဆိုရင်မှ6ဘရိတ်လာသွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပေးတာ16လာသွားတာကတော့15ဖြစ်ပါတယ်ခင်ဗျာနည်းနည်းလေးလွဲသွားတယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်အများကြီးတောင်းပန်ပါတယ်ခင်ဗျာဒီညနေမှာဒီမနေ့ရှုံးကျွေးတွေကိုပြန်ဆက်ပေးမယ်ကျွန်တော်14ခွက်ကိုပြန်ရွေးထုတ်ပေးထားပါတယ်ခင်ဗျာမိတ်ဆွေများကျန်တဲ့တကြားလေးမလို့လဲကျွန်တော်ထင်ပါတယ်ခင်ဗျာโอเคကျွန်တော်တို့ပြန်ကြည့်မယ်ဒီဘက်မှာနော်8လပိုင်းတရက်နေ့အဖွင့်နေ့ဒီမနေ့မှာ15ဆိုရင်မှထွက်သွားတာဖြစ်ပါတယ်ခင်ဗျာ15ဆိုရင်မှထွက်သွားတာဖြစ်ပါတယ်အဲ့လိုကျွန်တော်တို့တနင်္လာနေ့ကြီးမှာ15ငါးတလုံးပါလာတာဟာဒါ formula တွေနဲ့လုံးဝကိုက်ညီနေတာဖြစ်ပါတယ်ခင်ဗျာတနင်္လာနေ့မှာကျွန်တော်တို့ငါးတလုံးပါလာပြီဆိုလို့ရှိရင်တော့ဒါဟာ formula နဲ့တော်တော်ညီနေတာဖြစ်ပြီးတော့ဘူရမယ်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုလို့ရှိရင်10ပြည်လာခြင်းလို့ပဲဖြစ်ပါတယ်ခင်ဗျာ10ပြည်လာခြင်းလို့ပဲဖြစ်ပါတယ်ခင်ဗျာဒီညနေမှာ10ပြည်လိုက်ပါမယ်ခင်ဗျာ10ပြည်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်၄ကွက်ရွေးပေးထားပါတယ်ခင်ဗျမိတ်ဆွေများချန်တဲ့တခြားလေးမလို့လဲကျွန်တော်ထင်ပါတယ်ခင်ဗျတနင်္လာနေ့မှာ9တလုံးပါလာတာဟာကျွန်တော်တို့10ပြည်လာခြင်းလို့ပဲဖြစ်ပါတယ်ခင်ဗျ90ရက်80ရက်20ရက်60ရက်ဆိုရင်မှဖြစ်ပါမယ်ခင်ဗျဒီညနေမှာဒီကွက်တွေကတော့ရန်ကောင်းပါတယ်ခင်ဗျဒီ၄ကွက်10ပြည်ကတော့ရန်ကောင်းပါတယ်ခင်ဗျ90ရက်80ရက်20 60ဆိုရင်မှဖြစ်ပါမယ်တနင်္လာနေ့မှာ9တလုံးပါလာတာကြောင့်မို့ဖြစ်ပါတယ်ခင်ဗျโอเคMonday ကြီးမှာကျွန်တော်တို့9တလုံးပါလာတာကြောင့်မို့လို့ဒီ10ပြည်ကိုလိုက်ရခြင်းဖြစ်ပါတယ်ခင်ဗျရန်ကောင်းပါတယ်ခင်ဗျ formula တွေနဲ့လုံးဝကိုက်ညီနေတာဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်တို့အောက်ကပုံလေးကိုဆက်ကြည့်အောင်ပါခင်ဗျအောက်ကပုံလေးအားဆိုလို့ရှင်တော့ဗာလဲဆိုလို့ရှင်တော့ကျွန်တော်တို့တနင်္လာနေ့ဒီနေ့မှာပေါ့နော်15ဆိုရင်မှ6ဘရိတ်လာသွားတာဖြစ်ပါတယ်ခင်ဗျ15ဆိုရင်မှ6ဘရိတ်လာသွားတယ်ဖြစ်တယ်အဲ့လိုကျွန်တော်တို့တနင်္လာနေ့မှာ6ဘရိတ်လာပြီဆိုလို့ရှင်တော့လိုက်ရတဲ့အကွက်တွေရှိပါတယ်ခင်ဗျ6ကွက်ရှိပါမယ်ခင်ဗျဒါတော့ formula တွေဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်တို့6ကွက်ထဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့90ပါပါမယ်ဒီမနေ့မှာလည်းကျွန်တော်9ဘရိတ်ရရေးကြီးတယ်လို့ပြောထားတယ်မလာသေးဘူးโอเคကျွန်တော်တို့90ပါမယ်ဒီအပေါ်မှာဆိုလို့ရှိရင်ကျွန်တော်တို့4ကွက်ရှိသွားပြီเนาะအောက်မှာဆိုလို့ရှိရင်6ကွက်ရှိသွားမှာပေါ့โอเคကျွန်တော်တို့90ရယ်29ရယ်ပြီးရင်35ရယ်35ဟာဆိုလို့ရှိရင်လည်းနှစ်ခက်ဖြစ်တယ်ပေါ့နော်49 3ဘရိတ်56 1ဘရိတ်89ခွန်ဘရိတ်ဆိုရင်မှဖြစ်ပါတယ်ခင်ဗျဒီမှာဆိုလို့ရှိရင်6ကွက်ရှိပါမယ်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်10ကွက်ရှိသွားပြီပေါ့နော်โอเคတနင်္လာနေ့မှာ6ဘရိတ်ထွက်တော့ဒီအကွက်တွေကတော့လုံးဝဒီညနေမှာလုံးဝလာနိုင်တဲ့ကနိုင်တွေဖြစ်ပါတယ်ခင်ဗျဒီမနေ့ဘရိတ်တွေနဲ့လည်းလုံးဝကိုက်ညီနေတာဖြစ်ပါတယ်ခင်ဗျ90 29 35 49 56 89ဆိုရင်မှဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့29ရက်90ကိုနည်းနည်းတရိထားမယ်ဒီညနေမှာ9ဘရိတ်လာနိုင်ချေရှိပါတယ်ခင်ဗျနည်းနည်းပိုကောင်းတာပေါ့35ဆိုရင်လည်းကျွန်တော်တို့နှစ်ခက်ဖြစ်ပါတယ်နော်နှစ်ခက်လည်းလုံးဝလာနိုင်တဲ့ကနိုင်ဖြစ်ပါတယ်ခင်ဗျ35ဟာနှစ်ခက်ဖြစ်ပါတယ်ခင်ဗျโอเคကျွန်တော်တို့ဒီဘက်ကအပေါ်ကပုံလေးကိုဆက်ကြည့်အောင်ပါခင်ဗျအပေါ်ကပုံလေးကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ပတ်တုန်းကကျွန်တော်တို့ဗုဒ္ဓဟူးနေ့မှာပေါ့နော်ဟူးနေ့မှာကျွန်တော်တို့12နာရီမှာထွက်ကနိုင်နဲ့4နာရီထွက်ကနိုင်ရှိပါတယ်ခင်ဗျ12နာရီမှာဆိုလို့ရှိရင်ကျွန်တော်တို့94ဆိုရင်မှထွက်သွားတာဖြစ်ပါတယ်4နာရီခွဲမှာဆိုလို့ရှိရင်10ဆိုရင်မှညီကိုထွက်သွားတာဖြစ်ပါတယ်ခင်ဗျ94ဟာဆိုလို့ရှိရင်3ဘရိတ်ဖြစ်ပါတယ်10ဟာဆိုလို့ရှိရင်ညီကိုဖြစ်ပါတယ်ခင်ဗျ3ဘရိတ်နဲ့ညီကိုအဲ့လိုထွက်နေပြီဆိုလို့ရှိရင်တော့နှစ်ခက်ကတော့လုံးဝတေချနေတာဖြစ်ပါတယ်ခင်ဗျကျွန်တော်အောက်မှာလည်းကျွန်တော်တို့35နှစ်ခက်ပါယူသားပြီပေါ့နော်ဒီ formula မှာဆိုလို့ရှိရင်ကျွန်တော်နှစ်ခက်အနေနဲ့နှစ်ကွက်ရွေးပေးထားပါတယ်ခင်ဗျ69ရက်90ရက်ဒီနှစ်ကွက်ထဲမှာဆိုလို့ရှိရင်90ကပိုကောင်းပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုလို့ရှိရင်တော့ကျွန်တော်တို့တနင်္လာနေ့မှာ9တလုံးပါလာတာကြောင့်မို့လို့10ပြည်လာနိုင်တာဖြစ်ပါတယ်ခင်ဗျ90လည်းရန်ကောင်းပါတယ်ခင်ဗျနှစ်ခက်အနေနဲ့လာမယ်ဆိုလို့ရှိရင်တော့90ကတော့လာနိုင်ချေရှိပါတယ်ခင်ဗျ
ဒီမှာဆိုလို့ရှိရင်2ကွက်12ကွက်ရှိသွားပြီပေါ့နော်โอเคကျွန်တော်တို့အောက်ကပုံလေးကိုဆက်ကြည့်မယ်အောက်ကပုံလေးအားဆိုလို့ရှိရင်ဗာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့25ရက်နေ့တုန်းကကျွန်တော်တို့25ရက်အရင်တစ်ပတ်တနင်္လာနေ့25ရက်နေ့တုန်းကကျွန်တော်တို့ထွက်သွားတဲ့ကနိုင်ဟာဆိုလို့ရှိရင်ကြည့်မယ်ဆိုလို့ရှိရင်တော့46 break ဖြစ်နေပါတယ်ခင်ဗျ25ရက်တုန်းကကျွန်တော်တို့42ဆိုရင်မှတနင်္လာနေ့ကြီးမှာ6 break ထွက်သွားတာဖြစ်ပါတယ်ခင်ဗျအဲ့ဒီတုန်းကလည်းကျွန်တော်တို့9 break အရေးကြီးတယ်ဆိုရင်မှကျွန်တော်ပြောထားခဲ့တဲ့ဗီဒီယိုတွေရှိပါတယ်ခင်ဗျဒီနေ့မှာလည်းကျွန်တော်တို့တနင်္လာနေ့ဖြစ်တယ်ပေါ့နော်ဒီနေ့မှာလည်းကျွန်တော်တို့15ဆိုရင်မှ6 break ထွက်သွားတာဖြစ်ပါတယ်ခင်ဗျအရင်တစ်ပတ်တုန်းကလည်း46 break ထွက်တယ်9 break မလာဘူးဒီနေ့မှာလည်းကျွန်တော်တို့6 break ပြန်ထွက်တော့ဒီညနေမှာတော့လုံးဝ9 break လုံးဝသေချာတယ်ပေါ့နော်ကျွန်တော်အောက်မှာလည်းကျွန်တော်90ရက်29ရက်9 break ပေးထားတာရှိပြီးရင်ကျွန်တော်တို့ဒီ formula မှာကျွန်တော်9 break ကို2ခွက်ထည့်ရွေးပေးပါမယ်45ရက်18ရက်ဖြစ်ပါမယ်ခင်ဗျဒီ2ခွက်ကတော့ဒီ2ခွက်ထဲမှာ18ကလည်း2ခက်ဖြစ်နေပါတယ်နော်18မှာ18လည်း2ခက်ဖြစ်နေပါတယ်ပြီးရင်ကျွန်တော်45ရက်ရွေးပါမယ်ဒီ2ခွက်စလုံးကတော့အရန်ကောင်းပါတယ်နော်ဒီ2ခွက်စလုံးကတော့အရန်ကောင်းပါတယ်ခင်ဗျဒီညနေမှာလုံးဝလာနိုင်ခြေရှိတဲ့ကနိုင်တွေဖြစ်ပါတယ်ခင်ဗျဒီမှာလည်း2ခွက်ရှိမယ်အပေါ်ကလည်း2ခွက်ဟိုဘက်မှာ10ခွက်ဆိုတော့ကျွန်တော်14ခွက်ရှိပါမယ်ခင်ဗျဒီညနေမှာ14ခွက်ကတော့လုံးဝလာနိုင်ခြေရှိတဲ့ကနိုင်ဖြစ်ပါတယ်ခင်ဗျဒီ14ခွက်စလုံးမလိုက်နိုင်ဘူးဆိုလို့ရှိရင်လည်းဒီ formula တွေထဲကနေကျွန်တော်တို့ကိုကြိုက်နှစ်တဲ့ကနန်းတွေကိုရွေးပြီးမှထိုးနိုင်ပါတယ်ခင်ဗျာလုံးဝဒီ14ခွက်စလုံးထိုးနိုင်ရင်တော့လုံးဝပေါက်နိုင်ခြေအများကြီးရှိတယ်ပေါ့နော်โอเคကျွန်တော်တို့ comment တွေမှာကျွန်တော်တို့ဒီမနေ့လက်ကျန် break ကိုထပ်လိုက်ရအောင်မလားဆိုရင်မှတောင်းဆိုတဲ့သူတွေရှိပါတယ်ခင်ဗျအဲ့ဒီတောင်းဆိုတဲ့သူတွေအတွက်ကျွန်တော်ထိုးနိုင်တဲ့သူတွေအတွက်ပတ်စံနိုင်တဲ့သူတွေအတွက်ကျွန်တော်အများကြီးလိုက်နေမှာကြောင့်မလို့ကျွန်တော်နည်းနည်းလေးရွေးချယ်ပေးထားတာလေးတွေရှိပါတယ်ခင်ဗျခွန်ဘရိတ်မှာဆိုလို့ရှိရင်25ရက်16ရက်ပြီးရင်ကျွန်တော်တို့တစ်ဘရိတ်မှာ29ရက်3ညဘရိတ်မှာ46ရက်19ရက်ဆိုရင်မှပတ်စံနိုင်တဲ့သူတွေထပ်လိုက်လို့ရအောင်ကျွန်တော်ဒီလက်ကျန်ဘရိတ်တွေကနည်းနည်းရွေးထုတ်ပေးထားတာဖြစ်ပါတယ်ခင်ဗျအဓိကတော့ကျွန်တော်ကိုကွက်14ကွက်ပဲလိုက်ပဲပေါ့နော်โอเคကျွန်တော် screenshot ရိုက်ဖို့အချိန်နည်းနည်းလေးပေးပါမယ်ခင်ဗျโอเคရိုက်မယ်1 2 3 4 5โอเคရိုက်ပြီးပြီလို့ထင်ပါတယ်ခင်ဗျအပေါ်ကကို break ကိုရိုက်မယ်โอเค1 2 3 4 5โอเคရိုက်ပြီးပြီလို့ထင်ပါတယ်ခင်ဗျတူဒီချစ်တဲ့မိတ်ဆွေများကိုယ်ချမ်းမှာချင်းစိတ်ချမ်းမှာချင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ဒီ14ကွက်ပေါ့နော်ဒီမနေ့ရှုံးကျွေးတွေဆက်မဲ့14ကွက်နဲ့ကျွန်တော်ပေးတဲ့14ကွက်နဲ့ဒီညနေမှာအပိတ်လာကြပါစေလို့ကျွန်တော်စုဝင်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျကျွန်တော် formula တွေထက်စိန်ကနိုင်တွေတွင်းတွေများရန်လေးနာလေးပါတယ်ခင်ဗျကျွန်တော်အကောင်းဆုံးတင်ဆက်နိုင်အောင်လဲဆက်ကြိုးစားသွားပါမယ်ခင်ဗျ channel ကိုခုချင်းတီအားပေးနေတဲ့ချစ်မိတ်ဆွေတွေအားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျ